ညီမလေးတို့တွေအကုန်လုံးကိုအပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ထားမှာဖြစ်တဲ့အတွက်ညီမလေးတို့ကင်ဆောင်ထားတဲ့ဖုန်းတွေကိုမတို့ကတင်စီထားမှာဖြစ်ပါတယ် သမီးလေးနဲ့အဆက်အသွယ်မရမအောင်နည်းနည်းစိတ်ပူနေပါတယ်ဟုတ် ဖုန်းလေးတိမ့်မယ်ဆိုတော့ဗောနော်နည်းနည်းတော့အဆင်မပြေရောဖြစ်သွားရဗောနော် စီကန့်ချက်လေးကဘာလဲဆိုတော့ဘာပဲစားစားသုံးနဲ့ခွဲစားရမယ် အဲ့လေးကအမှန်တိုင်းပြောရင်နှလုံးစာပဲ ငါဝါဝမလားဆိုတဲ့အတွေးရလဲရှိတော့လေ မင်္ဂလာပါ ချာရောပါ ကိုလေးချင်းတက်လာကြ